ဒီကျမတို့ပန်းချင်စိုက်ပျိုးရေးဖွဲ့ကပါစင်ကျော်ဒေတာကိုရောက်ရှိခဲ့ပါတယ်ပါစင်ကျော်ဒေတာရဲ့ပန်းချင်စိုက်ပျိုးမှုအခြေအနေကိုလေ့လာဖို့အတွက်ဒီပါစင်ကျော်စိုက်ခင်းကိုအခုရောက်လာပါပြီဒီပါစင်ကျော်စိုက်ခင်းလဲလုံးဝမကောင်းပါလားဆရာမရေဘယ်လိုဖြစ်ကြတာတော့ဟုတ်တယ်နော်ဒီပါစင်ကျော်အခင်းကလည်းအပင်တွေကလည်းဘယ်လိုဖြစ်နေလဲမသိဘူးဒါကတော့အဓိကတော့စိုက်ချိန်နောက်ကျတာရယ်စိုက်ချိန်နောက်ကျတဲ့အပြင်ကိုသူကစိုက်တာလဲဒီတအားမြေပြင်တာတွေစိုက်နည်းစနစ်တွေကလည်းလုံးဝမှားနေတာပဲဒီကြည့်တယ်အပင်က15စင်တီမီတာလောက်ပဲရှိတယ်ဒီမှာ branching လည်းမရှိဘူးဒီ cluster တွေကလည်းမကောင်းဒါဆိုဒီဥစ္စာကိုတတင်းပေးတတင်းယူတော့မြို့ပြန်ပေးနိုင်ဖို့အခြေအနေမရှိတော့ဘူးဒီပုံစံတိုင်းဒီတောင်သူဆိုရင်တော့တင်းတောင်ပြန်မပေးနိုင်ဘူးမြို့ကမြင်လည်းမမြင်ချင်ဘူးတွေ့လည်းမတွေ့ချင်ဘူးနော်တကယ်